ကြတော့ပေါ့နော် AQ တခုစုစိတ်ဆက်ခုခံရကိစ္စစုရှာရဲ့အခန်း3ပေါ့နော်အခန်း3ရဲ့ဒုတိယပိုင်းပေါ့နော်ဒီမှာကြတော့ shorty cancer နေရပေါ့နော်ထိုင်ဖို့စု cancer ရှိရပေါ့နော်အဲ့ဒီ cancer မှာဆိုလို့ရှိရင်လည်းတော့တူကိုဟီဟန်တိန်တော့တဲ့ခီချွန်းချီတူစတဲ့မချီရတဲ့တိန်တော့ဟာဘာလဲဆိုလို့ရှိရင်ခံရခေောစာတော့မိဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ shorty cancer အချိန်မှာကြတော့သူကဂင်းခိုင်ခေောစာလဲလိုအပ်တယ်အားကြောင့်မလို့သူကဂင်းခိုင်ခေောစာပါတဲ့တော့တူကိုဟီဟန်တိန်တော့တဲ့ခီချွန်းချီတူစတဲ့မချီရတဲ့တိန်လားနောက်တစ်မျိုးကကြတော့မချီရတဲ့တိန်တို့အဲ့လိုမျိုးမေးလိုက်ဆိုလို့ရှိရင်သူကမပြည့်စုံဘူးပေါ့နော်မပြည့်စုံတဲ့အတွက်ကြောင့်မှားတယ်တော့ဘာဖြစ်လို့မပြည့်စုံတာလဲဆိုတော့ cancer အမျိုးအစားဘာမှမနေဘူး cancer မျိုးစားပါမနေတဲ့အတွက်ကြောင့်မလို့ဒီတိုင်းမိလာရဆိုလို့ရှိရင်မှားတယ်ဒီမှာဆိုလို့ရှိရင်စွန်ပိုဆေးလို့ပေါ့နော်စွန်ပိုဆေးလို့တော့ခေောစာမှာဆိုလို့ရှိရင်လည်းသူကမတိုးမှုဖတက်တော့နာမလို့ရေးခိုင်းတာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းစွန်ပိုဆေးလို့တော့ခေောစာမှာပဲပေါ့နော်မတိုးမှုဖတက်တော့နာမလို့ရေးခိုင်းတာဒီမှာဆိုလို့ရှိရင်ဂိမ်းခိုင်ခေောစာပေါ့နော်ဂိမ်းခိုင်ခေောစာမှာဆိုလို့ရှိရင်သူက cancer ရောတုံတော့တဲ့ကိုဟန်တိန်တော့ထားမယ်တော့ပေါ့နော်ခီကျွန်းချီတော့တဲ့မချီရတဲ့တေးလို့ပြောထားတယ်ဒီမှာကျတော့ဂိမ်းကိုက်ခေောစာဆိုလို့ရှိရင်လည်း cancer ရောတုံတော့ကိုဟီဟန်တိန်တော့ထားမယ်နော်တဲ့ခီကျွန်းချီတော့တဲ့ဟွာမချီရတဲ့တေးလို့ပြောထားတယ်အဲ့ဆိုလို့ရှိရင်သူကဒီမှာနှစ်ခုလုံးကဒါမှားနေရပါတော့ဒါဖြေမှန်းပေါ့ဘာလို့လဲဆိုတော့ cancer မျိုးစာဘာမှမပြေဆုံးပေါ့နော်အားကြောင့်မလို့မှားတယ်နောက်တစ်ခါကျတော့ထိုင်မှုစု cancer အကြီးပေါ့နော်ထိုင်မှုစု cancer အကြီးရဲ့ sample ကိုဆိုတာဆိုလို့ရှိရင်သူကဂျူးကိုဖြစ်တယ်နော်တော်ဆိုလို့ရှိရင်နောက်တစ်ခါကျတော့ရှာနိုင် cancer ခိလိုကိုနေခံခဲနာကိုပေါ့နော်နုခိထွတ်တာစေဟင်းတော့စွန်ပိုစကုတိတ်ခခခါရတဲ့ရောတုံတော့ဂေါ်ကြီးကိုချုပ်ဆက်စုပေါ့နော်ဟန်တိတ်စုလို့ဟိုးဖြစ်တယ်သူကအဲ့ဒါကိုနိကိုင်ပေါ့နော်နုခိတိုရီဟိုရှိခိတဲ့အားဖြစ်ပြီးတော့တဲ့ sample ကိုဆိုတာဆိုလို့ရှိရင်အိတ်ကင်မဲနိကိုင်မဲမို့ဂေါ်ကိုတဲ့အားလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ထိုင်ပူစုခန်းစာပေါ့နော်ထိုင်ပူစုခန်းစာအချင်းနဲ့နေအဲ့ဒီမှာဆိုလို့ရှိရင်လည်းဖူကောခခုရောတိုတဲ့ရောတိုဟာဆိုလို့ရှိရင်လည်းနော်ကိုရီကိုပေါ့ဆင်းစုခန်းစာလုပ်တယ်ပေါ့နော်အဲ့ဒါကိုသူကနော်ကိုရီကိုနုခိတိုရီခန်းစာလုပ်တယ်ဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ shorty ခန်းစာအချင်း shorty ခန်းစာအချင်းမှာဆိုလို့ရှိရင်လည်းရှာနိုင်ခန်းစာခိလိုပူရတယ်ဇင်စုအာရုခိုတိုတဲ့ဇန်တိတ်တိုစတာခန်းစာဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဇင်စုတော့ဆန်ကျူပါစတိုအီကျော်အာရုခိုတိုတဲ့ဇန်တိတ်တိုစတာခန်းစာဖြစ်တယ်ဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ချက်စုရခုပေါ့နော်ချက်စုရခုမှာဆိုလို့ရှိရင်လည်းရောကျွန်းတက်ခိနာပေါ့နော် shorty cancer ဟိုတို့してတဲ့ရှင်းမစားတဲ့တေးလို့တော့ဆိုလို့ရှိရင်လည်း shorty cancer အကြီးဖြစ်တယ်နော်အဲ့ဒါကို shorty cancer နီးလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ shorty cancer တဲ့ဖူကောကခုတော့နတ်တာပါကြီးဆိုလို့ရှိရင်လည်းဆိုတော့ cancer ခိုးမှုကိုနေထိုင်းတဲ့ဇင်းစုလို့တဲ့နောက်ကကျတော့ထိုင်းဖို့စင်းရော်လို့တဲ့စွန်ပို cancer ကိုကိုနောက်လို့ပြောထားတယ်အဲ့ဒါကိုသူကနုခိတိုရီရီဆိုပေါ့နော်30% တိုးတယ်လို့ပြောထားဆိုလို့ရှိရင်လည်းမှားတယ်နောက်ကကျတော့ထိုင်ဖို့စု cancer အချင်းနီရောလို့ပေါ့နော်စွန်ပို cancer ကိုခုနောက်လုပ်တယ်ဆိုလို့ရှိရင်လည်းမှားတယ်သူကထိုင်ဖို့စုနီရောလို့ပဲပြောထားတာနော်ထိုင်ဖို့စု cancer အချင်းနီရောလို့သူကပြောမထားအောင်နော်အဲ့ဒါသူကပဲမှားလဲဆိုလို့ရှိရင်ဒီတိုက်တရားမှာရှိရပေါ့ချက်စုတော့ခုတော့ okay ရဲ့ cancer မှာဆိုလို့ရှိရင်ပေါ့နော် shorty cancer ကိုဒီနှစ်ခုနဲ့တွဲပြီးမိလာတယ်ဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ရှာနိုင်ခင်းစားပေါ့နော်ရှာနိုင်ခင်းစားမှာဆိုလို့ရှိရင်နာနာခုမှုဆိုတာဒါလေးလို့ပြောတာအဲ့ဒီຢာတွေရဲ့တဲ့စွန်ပိုစိတ်လို့ခင်းစားဆိုလို့ရှိရင်ဇင်စုခင်းစားလုပ်တယ်ပေါ့နော်အဲ့ဒါကိုနုခိတိုရီခင်းစားလုပ်တယ်လို့ပြောထားဆိုလို့ရှိရင်မှားတယ်ဒီမှာနာနာခုမှုကနော်ဟာရှိယာနောစေးတိုနာကစရှိခုချီဘူးနော်စေးတိုနာကစဟာရီနောစေးတိုနာကစနောက်တစ်ခါကျတော့ခိုင်တက်ကပေါ့နော်အဲ့ဒီအကုန်လုံးကိုသူကဇင်စုခင်းစားလုပ်တာဖြစ်တယ်အဲ့ဒါကိုသူကနုခိတိုရီခင်းစားလုပ်တယ်လို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့สุขิยาวาเซสุขิเตနော်တဲ့ခုအချီကယူအဆိုလို့ရှိရင်ねสุขิเตစိန်နိုကြောကာရာနော်ခိတေတဲ့အားဒီပေါ့နော်အဲ့လိုပြောထားတာအဲ့ဒါကိုသူကสุขิเตစိန်နိုကြောကာရာတဲ့နော်တဲ့ခိတေတဲ့ဝါနာကိုတဲ့စိတ်စကုခရီဂျွန်နော်တဲ့ဟီစီယိုစိတ်ကာရာခိတေစားတဲ့တောင်းလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ထိုရီယာယီဘူးခန်းစာပေါ့နော်ထိုရီယာယီဘူးခန်းစာဆိုလို့ရှိရင်ねကိုကြီးဂင်းဘဆက်စုကောစားတယ်လို့ဘုံနေစီတယ်ခုနောက်လောက်တဲ့ရဖြစ်တယ်ပေါ့နော်အဲ့ဒါကိုသူကကိုကျော်အဲမှာတဲ့ဆက်စုကောစားတယ်လို့ဘုံနဲ့အားလို့ဖြစ်တယ်ဆိုလို့ရှိရင်မှားတယ်နော်ထိုရီယာဘုခန်းစားဒီမှာကျတော့ပေါ့နော်
코로고 럭가고 보루도 너라 카이다이호마 소루시네 토모마와리가 하세이스테이로 보루도 소루시네도아 아다라시 세토니 도리카이나 케레바나라 나이로 벼라노 아오 쇼테이노 카이다이로 마레레 오이지메스테 쇼치로 벼라 소루신 마레 나가다로 후 구아이 쇼치노 카테이샤 소루신 미수카라노 메레레 게무수 카쿠네 수루노가 지요로 벼라노 아오 미수카라노 메레레 게무수 카쿠네 수루도레 생유간이 돌아와레 보노တကိဆက်စွနာရှော့ချီကာကို9ရက်နဲ့9လို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ဖူအိုင်ရှော့ချီနော်ဟိုးပါဆိုလို့ရှိရင်လည်းဒါတဲ့မနိုနော်ခေကျော်ရှိမယ်နောက်ကကျတော့ကိုဇိုတက်ခိနာတခုချိုအိုတဲ့ကိုရီယိုစတေခိမဲလို့ပြောတာနော်အဲ့တော့ဒါတဲ့မနိုနော်ခေကျော်ရဲ့နောက်ကကျတော့ကိုဇိုတက်ခိနာတဲ့တခုချိုနေခခဝါတာဆိုတဲ့ဆုနေနေအတိန်နော်ဟိုးခိမဲတဲ့အိုကူလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ဖူကိုအိုင်းတော့တဲ့ဆိုင်ဟာဆိုပိုးရှိဟာဆိုလို့ရှိရင်လည်းခိုးတိန်တော့ခိုင်းစင်းဖြစ်တယ်နော်အဲ့ဒါကိုဒိုးစင်းတော့ခိုင်းစင်းနေဟိုကနာနာလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ဖူကိုအိုင်းတော့ရောရင်ဟာဆိုလို့ရှိရင်လည်းဆိုင်ရောခိုးနော်ဟိုကနေတဲ့စာရွရှာတော့ဂီရောရှိမယ်နောက်ကကျတော့ဂျောဟိုဒင်းတဆုပူစုကိုနာတော့ပေါ့နော်နောက်ကကျတော့ဂျင်းတက်ခိနာရောရင်မောအားလို့ပြောတာအဲ့ဒါကိုဇိုင်းရောရဲ့ခိုးဟိုနေခင်းစုလို့မနိုကားတဲ့ဟိုတုံးတူနာနော်တယ်လို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ခင်းစာဟိုးပါဆိုလို့ရှိရင်လည်းရောမန်ကက်ကန်အိုရောပြီးစိတ်လိုနေထိုင်ဆိုလို့မခုရှိခင်းစာတို့ရှိတယ်နောက်ကကျတော့ခီကျွန်းကိုအစ်စတာဆုစတေလို့တော့မောရတယ်လို့ခါရှောနီထိုင်စတယ်နော်မီတဲ့တက်ကိစိန်နာခီကူတဲ့စုတ်တေလို့ပြောတာအဲ့ဟိုခင်းစာခါရှောဆိုတော့တဲ့10%တို့တက်ကိစိန်နာခီကူတဲ့စုတ်တေလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့စမိနိခုရောဆက်စုခါဆိုလို့ရှိရင်လည်းခန်းစင်းတူခဲကိုမရောဆက်စုတို့ဒိုးရောနေတဲ့ရောဆက်စုခင်းစုကုနော်ခေါ်တော့ဆိုလို့ရှိရင်လည်းဘိုးဆိုင်ခိကကုချီရောတဲ့တခခုနာရောနေလို့ပြောတာနော်အဲ့ဒါကိုခန်းစင်းတူခဲကိုမရောဆက်စုတို့ကချီကားရည်တဲ့ဘိုးဆိုင်ခိကကုချီနော် 90% တို့အေးရောတို့နာရောနေလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ဂိုင်းကန်ခင်းစာနော်တဲ့နုခိတိုရီခါရှောတဲ့ခင်းစာခါရှောဆိုစမ်းပြက်စမ်းပြက်ကိုခါရှောဤကမှာဆိုလို့ရှိရင်အချီကင်ဆာရောတိုကိုစိရှိကင်ဆာရောတိုခေါ်တို့မှာဆိုလို့ရှိရင်အိုကီစာဆန်းကျုခုနော်စမ်ပူရင်းကိုခုနောက်လို့ပြောတာနော်အဲ့ဒါကိုသူကကင်ဆာခါရှောကိုသူကရောရကုခါရှောဤကမှာဆိုလို့ရှိရင်အချီကင်ဆာရောတိုတို့ရှိကင်ဆာရောတိုခေါ်တို့မှာဆိုလို့ရှိရင်10%တို့နော်စမ်ပူရင်းကိုခုနောက်လို့ပြောတာဆိုရှင်မှားတယ်နော်သူကစမ်ပြက်ကိုခါရှောဤကမှာအချီကင်ဆာရောတိုလို့ပြောတာပြီးတော့ကင်းစာကိုရော့တိုကိုတို့မှာဆိုလို့ရှိရင်အိုကီစာဆန်ယူကိုတော့စမ်ပူရင်းကိုခုနောက်လို့ပြောတာเนาะသူကနောက်ကကျတော့ခန်းစင်းတုခဲခုမိရောဆက်စုပေါ့เนาะထီစုကြီးတဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဥရာတက်ကနေအားလီပေါ့เนาะသူရဲ့တဲ့ယောမိုရီတခါဆန်တော့ခေယောဆန်တော့ခိတေးရအားလို့ဒါပေမဲ့လို့ဘီလို့ဟာပါနဲ့ခန်းစုလို့တော့ခိတေးက9လို့ပြောတာအဲ့ဒါကိုခန်းစင်းတုခဲခုမိရောဆက်စုထီစုကြီးတဲ့တော့နဲ့သူကဘီလိုဟာပါတော့ဂိမ်းခတ်ခဲရောစာဆိုတွဲပြီးတော့မေးလာဆိုရှင်မားတယ်နော်သူမှခီရိတ်လောက်ထားတဲ့ဥစ္စာကြတော့ယောမိုရီထခါဆန်တော့ခဲရောစာနော်ခီတိတ်ပဲရှိရနော်ဘီလိုဟာပါနဲ့ကမရှိဘူးသူကအဲ့ဒါကိုဘီလိုဟာပါတော့တဲ့ဂိမ်းခတ်ခဲရောစာဆိုလို့ရှိရင်လည်းအီတာဆိုနေကကဝါတာဆိုအီတာဆိုတော့ 1.5 ပိုင်းအီကတဲ့အားလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ခါနာမိုနိုရူးင်းတော့တဲ့ခမိတာတဲ့ရောဆက်စုမှာဆိုလို့ရှိရင်ချွေထန်ဒေးထားမဲ့ဥစ္စာရှော့တိုဘီလိုနေနာရီကချီလို့ပြောတာနော်ရှော့တိုဘီလိုမပြောင်းလို့သူကဒေးထားမှာဖြစ်လာတဲ့ဥစ္စာကိုဒေးထားမှာအဲ့ဒါကိုသူကနျူးလက်ဆိုရီယောကခါတိုင်းနေနာရီကချီလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့စကီယာဝါဆေဆူဂီတင်တော့တဲ့ခုချီခါရီတိုးတဲ့ရှိခုချီနိုဇူရဲဆိုတာဒီမှာနှစ်ခုနော်သူ့ရဲ့တင်ခဲ့တာတွေအေးပဲအဲ့မှာသူ့ရဲ့မိထားတဲ့ဥစ္စာဆူဂီနိုဤကာရာနေနေတဲ့ဟိုင်းလို့ဆူချီတိုစတဲ့တေကီတိုနာမွန်နိုခမီယာဝါဆေဝါဒိုရီကာလို့ပြောတာဒီမှာဆိုလို့ရှိရင်စကီယာဝါဆေဆူရီတဲ့တော့ခွေးကြီးခိုင်ရှိမယ်နောက်ကကျတော့ရှိခုချီနိုဇူရဲရှိမယ်အခုလိုရဲ့တင်ခဲ့တာဤပေါ့နော်ဒီမှာဒီပုံလေးမှာဆိုလို့ရှိရင်ဤရဲ့နေရာလေးတော့သူကဖော်ပြထားတာပေါ့နော်ဒီမှာဤပြီးတော့ဒီမှာ carry ကေရောစာရှိမယ်ဂိမ်းခါရောစာရှိမယ်ဤကာရာနေလို့ပြောတာနော်ဒီမှာဤရှိမယ်ဤရိုဟာနေပေါ့နော်အဲ့ဒီဇာတ်လေးလာဆိုလို့ရှိရင်ကိုက2 3 4 5လို့အစင်းလိုက်ချက်ထားလိုက်လို့ရှိရင်မှတ်ထားလိုက်လို့ရှိရင်ပေါ့နော်ဒီဇာတ်လေးမေးလာလို့ရှိရင်ဖြေနိုင်တယ်ပေါ့
နောက်ကကျတော့စမင်းနီကိုရောဆက်ဆုံးတော့တဲ့ရောမိုးလီနော်ထကဆာနော်ခံရခေရောစာဟာဆိုလို့ရှိရင်လည်း data ရေးဒီမှာနော် data ရေးဆိုတာဒီညာလေးကိုပြောအဆုရှိရဲ့ A ရှိရဲ့ဒီနားနဲ့ဒီနားကွာဝေး A ဒီမှာအလို့ရှိမယ်အဲ့ဒါဒီအော်ဒီမှာဒီတိုင်းဒီနာမဲအတိုင်းဆက်လိုက်လို့ရှိရင်ပေါ့နော်သူတို့နှစ်ခုကြာအကွာဝေးလေးအဲ့ဒါ data ရေးသူရဲ့ data ရဲ့တန်ဖိုးဟာဆိုလို့ရှိရင်လည်း0ကနေ 0.4 အဆုရဲ့အတော်တွင်းမှာပဲရှိရမယ်အဲ့ဒီတန်ဖိုးရင်းနဲ့ညီတာမို့လို့ရှိရင်အဲ့ဒီကဏ္ဍရဲ့အတွင်းပဲရှိရမယ်ပေါ့နော်နောက်ကကျတော့ data ရဆိုလို့ရှိရင်4 less than or equal အဲ့ဒါ4 mm 4 mm တဲ့သူကငယ်ရင်ငယ်ပေါ့နော်ညီအဲ့ဒါတော့ကြည့်လို့မရဘူးသူကဒီမှာမို့တော့ stick လုံးအောင်မလို့မေးထားရတဲ့အတွက်ဒီမှာဆိုလို့ရှိရင်နောက်ကကျတော့ just ဆိုတော့ခုမှဆိုလို့ရှိရင်လည်း okay ရဲ့ခင်းစားမှာတဲ့နိုင်မှုကက်ကန်ခင်းစားဟောတဲ့ကြရှိစုတို့ရောဆက်စုခင်းစားဂေဂျူစုရှာတော့ရှီကာဂိုတဲ့ key taste တဲ့အင်းနိုင်လို့ပြောအဲ့ဒါတော့သူကရောဆက်စုခင်းစားဂေဂျူစုရှာတော့တဲ့ JSNDI ကနင်းရှော့စတေးတို့ level 2ဆန်တော့ရှီကာဂိုတဲ့စတုတ်ခုစတေးတို့ကခီးပေါ်မှာနော်ဇုံမရှိလို့ပြောတာအဲ့ဆိုမားတယ်နော်သူကရှီကာဂိုဒီရောဆက်စုခင်းစားဂေဂျူစုရှာတော့ရှီကာဂိုတဲ့ key taste တဲ့အင်းနိုင်လို့ပြောတာအဲ့ကစမ်ပူရင်ကိုဆိုတာစမ်ပူရင်ကိုဟာဆိုလို့ရှိရင်လည်းခင်းစားတော့တူခေါ်တော့မှသူကခုနလည်းပါတယ်နော်ဒါလေးကအိုကိစာဆန်ညုကိုတော့စမ်ပူရင်ကိုခုနလို့ပြောအဲ့ဒါကိုအိုကိစာဝါတဲ့အီချီခင်းစားတော့တူတော့10%တူအီကျော်တော့ခိုးစုတို့စုလို့ပြောတာဆိုလို့ရှိရင်မှားတယ်ဒီမှာကျတော့ star တော့ပေါ့နော်ရောဆက်စုခေါ်တော့တဲ့ရှေ့ကလေးတက္ကစာအိုရောပြီခတာမှုခင်းတော့ခင်းစားမှာဆိုလို့ရှိရင်ဒီအစင်းအောင်လေနောက်ကကျတော့ star ဆိုဒါကဲကြီးမှာကဲရှိခင်းစားအဲ့ဒီကုလုံးရဲ့အရေးတွေအတူတူပဲเนาะသူကရပ်ပုံမာတာဝါတဲ့ဂျူယောဘူးဆိုင်အပုံမာတာဝါတဲ့အချီတိုင်းနေရောဆက်စုစတာဟွန်ဆုနောအစ္စရေကစုခုနိုင်ဟိုတဲ့အချီရောတိုမှာဆိုလို့ရှိရင်စုကီအပုံခုနလို့ပြောတာအော်တခြားကဏ္ဍအနေနဲ့တွဲပြီးတော့မေးလိုက်တယ်ဆိုလို့ရှိရင်မှားတယ်ပေါ့နော်ဒီရှီယာဂါရီထကစားဝေရောပြီးခတာမှုခင်းတော့ခင်းစားပဲဖြစ်ဖြစ်ဒီဒါဂေကီမာရဲ့ရှိခင်းစားပဲဖြစ်ဖြစ်เนาะဒီကဏ္ဍကလွယ်ပြီးတော့တခြားကဏ္ဍအနေနဲ့မိလာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့အိုရှာဆန်ဒုက္ခရှိခံတို့တဲ့ချောင်းပါတန်းလျှော့ရှိခံဆိုလို့ရှိရင်နိုင်ဖို့ကက်ကန်ခင်းရှိစုရောတဲ့အာရုကားတဲ့ဖြစ်ပေမဲ့လို့เนาะသူက human ကက်ကန်တော့ခင်းရှိစုမခါတော့လို့ပြောတာအဲ့ဒါကိုသူကဒီ human นี่ခိုင်ခိုးစတာတဲ့ကက်ကန်တော့ခင်းရှိစုဟာဆိုလို့ရှိရင်ခွန်နန်းလို့ပြောတာအဲ့ဒါဆိုလည်းမှားတယ် human ကက်ကန်တော့လည်းခင်းရှိစုဟာဖုခါတော့လို့ပြောတာဆိုလို့ရှိရင်လည်းမှားတယ်เนาะသူကနိုင်ဖို့ကက်ကန်ခင်းရှိစုရောတော့ဟုတ်တယ်ဒါပေမဲ့လို့သူက human ကက်ကန်တော့ခင်းရှိစုဆိုလဲသူကခါတော့လို့ပြောတာเนาะနောက်ကကျတော့ EO ဆာလဖာနော်တဲ့ဟင်းစက်ကင်းတော့ဦးမို့တဲ့ရှိရပဲလို့ပေါ့နော်ရှိရပဲလို့တော့ဘာလို့ခေါ်လဲဆိုလို့ရှိရင်ဆာရဖာဖူရင်တော်လို့ခေါ်တာနော်အဲ့ဒါကိုဂျီဖွန်တန်ရှော့ရှိခံကိုမချိရတယ်လို့ပြောတာလို့ရှင်မှားတယ်နော်နောက်ကကျတော့ချောင်းပါတန်ရှော့ရှိခံမှာဆိုလို့ရှိရင်လည်းခုဆက်စုတို့ကတဲ့ယွန်းကျူးကောတို့နော်ရောကူကျူးကောတို့နာလာကျူးတို့ကရှီယိုစားတဲ့လို့ပြောတာအော်နာလာကျူးတို့တို့ရှနာခဲတဲ့ပါနာလာနိုင်လို့ပြောတာဆိုလို့ရှိရင်လည်းမှားတယ်ပေါ့နော်